ဒီနေ့လူကြီးမင်းပြင်းနေရင်ဒီနေ့လူကြီးမင်းအိယာထဲမှာတနေ့ကုန်အိတ်နေတယ်ဆိုရင်ဒီနေ့လူကြီးမင်း Facebook TikTok ဂိမ်းတွေနဲ့အချိန်ကုန်နေမယ်ဆိုရင်မနက်ဖန်တိုင်းမှာလူကြီးမင်းငိုရလိုက်မယ်ဘယ်သူကြောင့်ငိုရမှာလဲကန်ကြောက်လားမဟုတ်ပါဘူးလူကြီးမင်းကြောင့်ငိုရမှာပါလူတော်တော်များများကမနက်ဖန်မှလုပ်မယ်နောက်တရက်မှဆက်ကြိုးစားမယ်ဆိုပြီးဘဝကိုနေရွှေ့ညရွှေ့နေကြတယ်ဒါပေမဲ့ဘဝကလူကြီးမင်းကိုမဆောင်ဘူးဆိုတာတတိထားမိရဲ့လားအမှန်တရားတစ်ခုရှိတယ်စင်ရဲတာကကံမဟုတ်ပဲပြင်းရတာကအကြောင်းရင်းဖြစ်တယ်လူတွေကဘာကိုသွားပြီးတော့နှစ်သက်လဲဆိုရင်အလောက်ကျန်းဆိုရင်မလုပ်ရှင်ဘူးလွယ်ကူတာကိုပဲလုပ်ရှင်တယ်မြင်မြင်အောင်မြင်ရှင်တယ်တခုတော့ရှိတယ်လွယ်နဲ့ရတဲ့ဘဝရဲ့အနာဂတ်ကခက်ခဲမယ်ပြင်းရှင်ကလူကြီးမင်းကိုတတ်နေတာမတိမတာနဲ့ဖြည်းဖြည်းချင်းတတ်နေတယ်အဲ့ရထဲမှာပြင်းကြီးနေတယ်ဖုံးတဲ့အချိန်ကုန်နေတယ်အိမ်မက်တွေကိုနောက်မှလုံမယ်ဆိုပြီးတွေးနေတယ်ဆိုရင်တခုတော့တတိပေးပြစေအချိန်ဆိုတာပြန်မရဘူးဒီနေ့လူကြီးမင်းပြင်းကြီးနေတဲ့အချိန်တနာကြီးကလူကြီးမင်းကိုစင်ရဲရှိစိမ်မဲ့အချိန်တစ်နှစ်လောက်ဖြစ်နိုင်ပါတယ်လူအများစုကစားလို့ဖို့ကြောက်တယ်ပင်ပန်းရင်ရက်တယ်အစိမ့်မပြေစွန့်လွတ်တယ်လူတွေဝေဖန်မှာကိုကြောက်တယ်ဒါကြောင့်အဖြေကရှင်းပါတယ်လူအများစုလိုစဉ်းစားရင်အများစုလိုပဲဆင်းရဲမယ်တချို့တော့အောင်မြင်သူတွေကပြင်းရင်တော့အလုပ်လုပ်တယ်မလုပ်ရှင်တဲ့နေ့မှာပို့ပြီးတော့အလုပ်လုပ်တယ်လူတွေအိတ်နေတဲ့အချိန်လဲအလုပ်လုပ်နေပါတယ်လူတွေပျော်နေတဲ့အချိန်ကိုယ့်အနာဂတ်ကိုတည်ဆောက်နေတယ်အောင်မြင်မှုဆိုတာစိတ်ခံစားရှက်နောက်လိုက်ပြီးလုပ်နေလို့မရပါဘူးဆုံးဖြတ်ချက်နောက်လိုက်ပြီးလုပ်မှအောင်မြင်မှုကိုရနိုင်ပါတယ်လူကြီးမင်းရဲ့ဘဝကိုမိဘတွေကအမြဲတမ်းတာဝန်မယူနိုင်တယ်လို့မိတ်ဆွေတွေကလည်းတာဝန်ယူမှာမဟုတ်ပါဘူးလူကြီးမင်းကိုယ်တိုင်ပဲတာဝန်ယူရမယ်ဒီနေ့လူကြီးမင်းပြင်းနေခဲ့ရင်လူကြီးမင်းမကြိုးစားခဲ့ရင်မနှက်ဖန်လူကြီးမင်းပဲငိုရပါလိမ့်မယ်လူကြီးမင်းကိုမွေးရှင်တယ်ဒီလိုဘဝနဲ့ပဲနေသွားမလားသူများအောင်မြင်တာကိုငေးကြည့်ပြီးတော့နေသွားမလားငါလဲလောက်ခဲ့ရင်ဆိုတဲ့နောင်တရမှုမျိုးနဲ့နေနိုင်လားဒီနေ့ပင်ပန်းမှမနှက်ဖန်လို့ကူနိုင်ပါမယ်ဒီနေ့ကစပြီးပြင်းတတ်ကိုအကြောင်းပြချက်မလုံးနဲ့ကြောက်တာကိုအသားအစီးမဖြစ်စေနဲ့နောက်ဆုံးတစ်ခုပြောရှင်းပါတယ်ဒီနေ့ပြင်းနေရင်မနှက်ဖန်ငိုရပါလိမ့်မယ်ရွေးချယ်ပါအပင်ပန်းခံမလားနောင်တရတာကိုခံယူမလားဆိုတာကို comment မှာရေးတွားခဲ့ပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်တွေ့နိုင်စေဖို့ကျွန်တော်ရဲ့ YouTube channel ကလေးကိုလည်း subscribe လုပ်သွားပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်